Hi အားလုံးမင်္ဂလာပါ Swimming in the music with Jay ကနေကြိုဆိုလိုက်ပါတယ်ဟုတ်လားသူကဘယ်လိုပြောမလဲဘာရင်မဟုတ်ဘူးကျွန်တော်ကတချင်းနားထောင်ရတာဝါသနာပါတယ်တချင်းတွေရှာနားထောင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အများဆုံးနားထောင်ဖြစ်တဲ့ဟာပုံစံရှိတယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ပုံစံရှိတယ်ဒါပေမဲ့အစုံတော့နားထောင်ဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်ဘယ်လိုပြောမလဲတလုံးနားထောင်ဖြစ်တဲ့တချင်းတွေကိုဒီကနေတချင်းတငယ်ချင်းတွေနဲ့တူနားထောင်ဖို့ idea လေးရတာပေါ့နော်တူနားထောင်ဖို့ကျွန်တော်တို့တချင်းနားထောင်တော့ဝါသနာပါတဲ့လူတွေတငယ်ချင်းတွေနဲ့တော့ဒီတိုင်းပဲပေါ့ပါလေးအဲ့လိုမျိုး idea ရရနဲ့လုပ်ကြည့်မလားဆိုမှလုပ်တာပေါ့နော်အဲဆိုတော့တော့ပဲဆိုတော့ကျွန်တော်စဉ်းစားတယ်နာမည်ဘယ်လိုပေးရမလဲပေါ့နော်နာမည်စဉ်းစားတာပေါ့ Swimming in the music ဆိုမှ idea ထွက်လာဘာလဲဆိုတော့ကျွန်တော်ရဲ့အတွေးထဲမှာပုံရိပ်ပေါ်တာပေါ့ပုံရိပ်ပေါ်လာတာဘာလဲဆိုတော့ music ထဲမှာရေကူးနေအလဲနော်အဲ့ဒါဆိုတော့ကျွန်တော်တို့အတူတူရေကူးရအောင် Swimming in the music with Jay okay let's get it